ဒီတခါဖအန်းနေပြန်လာတော့ကျမောက်တီတွေအရန်ပွားနဲ့ဝယ်လာခဲ့ပေါ့နော်ဝယ်လာပြီးတော့ငငယ်ကနေစားနေကြဖြစ်တဲ့ကျမောက်တီကြားရေးစိန်လေးလုပ်ကြည့်မယ်နော်အဲဆိုပထမဆုံးကျမောက်တီတွေကိုအခွန်ခွာမယ်ပြီးတော့လို့ဆိုရင်အထဲကအစီလေးတွေဖယ်မယ်အဲဆိုရင်ပုံဗီဒီယိုထဲမှာရိုက်ထားတဲ့အတိုင်းပဲဓားလေးနဲ့လီးပြီးတော့အလဲကအစီကလေးကိုဖြည်းဖြည်းချင်းစီပတ်သွားပြီးတော့ဖယ်သွားလို့ရပါတယ်နော်ဒါလေးကအစီဖယ်ပြီးသားရတာတဲ့ဟာသူ့ကိုမှတကြားရေချိုမယ်ပေါ့နော်အဲဆိုရေကိုအရင်ဆုံးစုံတယ်လေပြီးတော့လို့စီရင်တကြားကိုလိုတလောက်ထည့်မယ်ဒီမှာကတော့တကြားရေကိုချာချာခံချင်တဲ့အတွက်ကြောင့်မို့လို့တတ်မှတ်ပမာဏရောက်တဲ့အထိထည့်ပြီးတော့ချိန်ထည့်လိုက်တယ်ပေါ့နော်ပြီးတော့တကြားရေထဲမှာချိုမယ်ချိုပြီးတော့ရင်ပါကင်ပိတ်ပြီးတော့သုံးဆောင်နိုင်ပါပြီနော်